မဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေဘယ်လောက်ထိခံရလဲဆိုတော့ကျွန်တော်တက်သေးပြချင်တာပါမဲခင်းကဆိုတဲ့မိန်းမကောင်းမဟုတ်ဘူးသူတို့တမိသားစုလုံးမကောင်းဘူးသူတို့ညီမနှစ်ယောက်လာယောက်ျားတွေခြူစားနေတာမဲခင်းကတွဲနေမင်းတယောက်တည်းမဟုတ်ဘူး ရှားယူမှုတိုင်းရဲ့နောက်ွယ်မှာပေးဆက်မှုရဲ့တန်ဖိုးဟာကပ်ပြီးတော့လိုက်လာမှာနော် ကျွန်တော်တို့အဲ့လိုမျိုးတယောက်နဲ့တယောက်ဘာမှမဖြစ်သလိုအထာလေးနဲ့မိတ်ဆက်ပေးပြီးဆိုခွင့်ရမှာခိုးခိုးကြိတ်နေပြီအများကြီးပဲ ကိုလေးဘဝရဲ့လိုအပ်ချက်တွေကိုမင်းဖြည့်ဆည်းခွင့်ရှိတာမင်းရဲ့ကန်ကောင်းခြင်းတွေပါ ဝေးတေလို့တော့ရတယ်ကွာ မင်းနဲ့ဘိုးတော်เนี่ยနားနေတာတဲ့အဲ့တလောကလောကတည်တယ်ငါတယောက်တည်းမသိတာနွားလေးငါ ဖေဖေပြောတော့ကျေးဇူးရှင်တယောက်ကိုပေးလိုက်တယ်ဆိုအဲ့မိမကျေးဇူးရှင်လား ခုချိန်မှာနင့်ဖေကငါဒါဆိုတာနော်ကျေးဇူးရှင်ကိုမကြိုက်ဘူး ငါမှမိသားစုရှိမှန်းသိရတဲ့ကိုနားလဲပြီးတော့ချစ်တာ မင်းရဲ့တကယ်နှလုံးသားတွေကအရှင်တကယ်ကြုံငါစုံလုံးကဲအောင်ချစ်ပြီးတော့ခက်ခက်ရရနဲ့လက်ထပ်ခွင်တောင်းနေတာဟုတ်မင်းတန်လို့လားငါကောင်းမှဂျိုပေါက်နေတော့ငါတန်တယ်လို့ထင်နေတဲ့ကောင် နင်တို့တညံနှစ်စားကိုလေဟိုကဆွဲညှက်ပြီးတော့မှွေသွားမှာသူတို့ကစားဖားတယ် ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပတ်သက်ခဲ့ဘူးဆိုတာခုခေတ်ကြီးမှာစမ်းလို့လား မင်းငါ့ကိုကွာရှင်းပေးပါ ဖေဖေကအဲ့ဒီမိန်းမတယောက်အတွက်နဲ့သမီးတို့ဒီမိသားစုလဲမလို့ သူ့ကြောင့်ငါတည်တယ်မင်းမွေးကြိုက်လေ တမီးတို့ဖြစ်ဖြစ်နောက်လူဆိုတာမရှိခဲ့ဘူးဆိုရင်မင်းရဲ့အဲ့ဒီအားနဲ့ချက်ဆိုတာတွေကိုသူတိခံနိုင်အောင်ပါပေါ့ ကို့အပေါ်နားလဲပေးနိုင်မဲ့သူကိုရှာတာ နားလည်းပေးနိုင်မယ်သူဒါဆိုကျမအောင် သမီးတို့လိုချင်တာဖေဖေရဲ့မြစ်တာပါ ငါ့မိမယူလိုက်တိုင်းကိုမွေးထားတဲ့သားသမီးကိုမချစ်လို့မှမဟုတ်တာ မင်းမရှိရင်ကိုတေးသွားလိမ့်မယ် ဆိုရဲတေးလိုက်တယ်